ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် KS2 Technology မှာကြိုဆိုပါရစေကျွန်တော်ဒီ video မှာဆိုရင်တော့ dashboard မှာပါဝင်တဲ့ function တွေအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ dashboard မှာဆိုရင်ကျတော့ကျွန်တော်ဒီ report တွေကိုအသေးစိတ်သွားကြည့်ရမှာမဟုတ်ဘဲနဲ့ကျွန်တော်ဒီအလွယ်တကူအမြင်ကြည့်လို့ရမယ့်ပုံစံလေးတွေနဲ့ကျွန်တော်ပြပေးထားဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီ home screen ပေါ့နော်ကျွန်တော်ဒီ dashboard မှာဆိုရင်ကျွန်တော်ဒီ total sales ကျွန်တော်ဒီnet ပေါ့နော်ကျွန်တော်ဒီရောင်းစည်းနဲ့ကျွန်တော်ဒီအသုံးစရိတ်နဲ့ကျွန်တော်ဒီနှုတ်ပြီးတော့ကျွန်တော်အသက်တင်ချန်တဲ့ပမာဏတွေပြီးရင်ကျွန်တော် invoice due ဆိုရင်ကျွန်တော်ဒီလက်ကျန် invoice total ပမာဏဘယ်လောက်ကျွေးရဖို့ကြံသေးလဲsave return တွေလုပ်ထားဘယ်လောက်ရှိလဲကျွန်တော်ဒီ total purchase အနေနဲ့ဝယ်ထားတဲ့ total purchase ဘယ်လောက်ရှိလဲ purchase due ပေါ့နော်ကျွန်တော်ဒီဝယ်ထားတဲ့အခါမှာပတ်စံရှင်းမှုအတွက်ကြံတဲ့ voucher တွေကဘယ်လောက်ရှိလဲကျွန်တော်ဒီ total purchase return ပေါ့နော်ကျွန်တော်ဒီ purchase return အဝယ်အပြန်လုပ်ထားတဲ့ဟာတွေဘယ်လောက်ရှိလဲ expand တွေဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်အလွယ်တကူ total အနေနဲ့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီကြည့်ရင်တဲ့ date ကိုကျတော့ကျွန်တော်ဒီ filter by date ဆိုတဲ့နေရာမှာကျွန်တော်ဒီလိုချင်တဲ့ကာလကိုရွေးပေးပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျတော့ကျွန်တော်ဒီ last month ပေါ့နော်ပြီးခဲ့တဲ့လကကျွန်တော်ဒီ total အနေနဲ့ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ဒီအပေါ်မှာ last month ကိုရွေးပြီးတော့ကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်ကိုလိုချင်တဲ့ date ကိုကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာအောက်မှာ custom rate ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော် calendar မှာကိုလိုချင်တဲ့ date ကျွန်တော်ဒီ1ရက်နေ့ကနေ9ရက်နေ့ပဲဖြစ်ဖြစ်9ရက်နေ့ကနေ14ရက်နေ့ပဲဖြစ်ဖြစ်ကျွန်တော်ဒီလိုမျိုးကိုလိုချင်တဲ့ date ကိုရွေးပြီးတော့ report ကိုလွယ်လွယ်ကူကြည့်လို့ရမယ်ပေါ့နော်ဒီအောက်မှာဆိုရင်ကျတော့ sale last 30 day ပေါ့နော်ကျွန်တော်ဒီလွန်ခဲ့တဲ့ရက်30နောက်ဆုံးရက်30မှာကျွန်တော်ရောင်းထားတဲ့ sales ရဲ့ကျွန်တော်ဒီဘယ်ရက်ဒီမှာတော့အများဆုံးရောင်းရတယ်ဘယ်ရက်ဒီမှာတော့အရောင်းကျတယ်ပေါ့နော်ဒီလိုမျိုးအလွယ်တကူဒီ check ဇာတ်ကနေတစ်ဆင့်ကျွန်တော်ပြန်ပြီးကြည့်လို့ရမယ်ပေါ့နော်Save current financial year မှာဆိုရင်ကျတော့ကျွန်တော်ဒီတစ်နှစ်လုံးစာမှာပေါ့နော်လအလိုက်ကိုကျွန်တော်ဒီဘယ်လတော့ရောင်းအောင်အကောင်းဆုံးလဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုအလွယ်တကူဒီမှာကြည့်လို့ရမယ်ပြီးရင်ကျွန်တော်ဒီ sale payment due မှာဆိုရင်ကျတော့ကျွန်တော်ဒီရောင်းထားတဲ့အခါမှာပတ်စံမရှင်းရသေးတဲ့ပေါင်ချရဆိုရင်ကျွန်တော်ဒီ sale payment due နေရာမှာဝင်ကြည့်လို့ရမယ် purchase payment due မှာဆိုရင်ကျတော့ကျွန်တော်ဒီအဝယ်စည်းနေထည့်ထားတဲ့အခါမှာကျွန်တော်ဒီငွေမရှင်းရသေးတဲ့ပေါင်ချတွေပေါ့နော်အဝယ်ပေါင်ချတွေငွေမရှိရသေးတဲ့ပေါင်ချတွေကိုပြန်ပြီးကြည့်လို့ရမယ်ကျွန်တော်ဒီ product stock alert မှာဆိုရင်ကျတော့ကျွန်တော်ဒီ low stock ဖြစ်နေတယ်ကျွန်တော်ဒီ stock ကျော်နေတယ်ပေါ့နော်ကျွန်တော်ပစ္စည်းတွေကိုကျွန်တော်ဒီမှာ list alert ပြန်ပြီးကြည့်လို့ရမယ်နောက်ပြီးရင်ကျွန်တော်ဒီ sale order တွေကျွန်တော်ဒီ pending shipment တွေပေါ့နော်ကျွန်တော်ဒီရောင်းထားတဲ့အရောင်း order တွေကျွန်တော်ဒီ shipment တွေကိုလည်းအလွယ်တကူဒီမှာလာပြီးတော့စစ်လို့ရတယ်ပေါ့နော်အခုကျွန်တော်ဒီဗီဒီယိုမှာပြခဲ့ရတော့ကျွန်တော် dashboard မှာပါဝင်တယ်ကျွန်တော်ဒီ report လေးတွေဘယ်လိုကြည့်လို့ရလဲဆိုတဲ့အပိုင်းပေါ့နော်ပြပေးခဲ့တာပေါ့ဒီ